ကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့ဟာကပေါ့နော်အခုလူတွေက content creator တွေလောက်ကြမယ်ဆိုတော့ platform မျိုးစုံမှာလည်းလောက်ကြဖို့ကြိုးစားနေတဲ့သူတွေရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့အကောင့်ဖွင့်နေကြည့်တွေရလည်းပေါင်းလို့ပဲပေါ့နော်အဲ့ဒါတွေထဲမှာကျွန်တော်က YouTube content creator လုပ်ချင်တဲ့သူတွေအတွက်15မိနစ်အထက်ဗီဒီယိုတွေတင်လို့ရအောင် thumbnail တွေသုံးလို့ရအောင်ကျွန်တော်တစ်ချက်ပြချင်ပါတယ်ဗျအဲ့ဒါကြောင့်တခြားအကောင့်ဖော်နေဗီဒီယိုတွေကတော့သူများနဲ့တင်ထားတော့ကြည့်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့15မိနစ်ထက်ဗီဒီယိုလုပ်လို့ရအောင် setting ဖွင့်ပြီးတွေကတော့verify လုပ်နေလေအဲ့ဒီလေကျွန်တော်ပြချင်တာပေါ့နော်โอเคဒီမှာတစ်ချက်လိုက်ကြည့်လိုက်အောင်နော်ကျွန်တော်တို့အရင်ဆုံးsetting မှာဝင်လို့ရှိရင်ဒီမှာရှိတဲ့ YouTube Studio တစ်ချက်နဲ့ရပါမယ်ဗျအဲ့မှာတစ်ချက်နဲ့ပြီးလို့ရှိရင်အောက်ဆုံးမှာဒီမှာ setting ဆိုတဲ့နေရာလေးတစ်ချက်နဲ့ရပါမယ်ဗျနေပြီးလို့ရှိရင် US ဒေါ်လာပါညာတော့ငွေတွေကချိန်ထားပြီးသားအဲ့ဒါနေရာနိုင်ငံတွေဒေါ်လာတွေ currency ကြိုက်တာချိန်လို့ရပါဒါပေမဲ့ US ဒေါ်လာထားဖို့အကြံပေးခြင်းတယ်ပေါ့နော်ပြီးကြလို့ရှိရင်ကျွန်တော်တို့ basic info မှာတော့ resident နေရာမှာမြန်မာထားလို့မရပါဘူးဗျကျွန်တော်တို့ကတော့အကောင်လူများတွေဖွင့်လို့ပဲ Thailand ကိုရွေးမှာပေါ့နော် Thailand ကိုရွေးမှာဖြစ်တဲ့အတွက်Thailand ဆိုတာလေးတွင် Thailand ကိုရွေးလိုက်ပါဗျkeyword နေရာမှာလည်းအရေးကြီးတယ်ဗျ keyword လည်းကိုက tutorial video တင်ချင်လားသူများတွေလိုရုပ်ရှင်အကြောင်းတွေပြောချင်တာလားအဲ့ဒါတော့ keyword လေးတွေကိုကရှာပြီးတော့ရေးကြည့်ပေါ့နော်ကျွန်တော်ကတော့ tutorial video လေးတင်မယ်အဲ့ဒါ tutorial လို့ရိုက်လိုက်ပါတယ်ဗျဒါတော့ကိုကြိုက်တဲ့ရေးလို့ရပါတယ်ဘလော့အကြောင်းလေးတွေတင်ဆက်မှာဆိုတော့ကျွန်တော်ဒီလိုမျိုး daily life တို့ဘာလို့ကျွန်တော်ရိုက်လိုက်တယ်green content လေးတွေတင်ဖို့အကြံပြုခြင်းနဲ့ဗျကိုကဘာကိုလည်း idea မှမစင်စားသေးဘူးဆိုရင်ပေါ့လေအဲ့လိုမျိုးအဲ့ keyword လေးလုပ်ပြီး save လုပ်လိုက်ပါမယ်ဗျသူ setting အစီအတိုင်းမှာ channel တွေကိုတစ်ချက်ပြန်ဝင်ပေးပါဗျအဲ့မှာ advanced setting ဆိုတာရှိပါတယ်advanced setting ကိုလုပ်လို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ no set this channel as not made for kids ဆိုတာကိုရေးပြပါမယ်ဗျဒါမှကျွန်တော်တို့နောက်ပိုင်း monetization ရှောက်လို့ရပါမယ်ဗျအဲ့စနေပြီးရဆိုတော့ကျွန်တော်တို့ save ပြန်လုပ်ပါမယ် save ပြန်လုပ်ပြီးတော့ဘေးကတစ်ခုပြန်တော့ပါမယ်ခင်ဗျအဲ့ setting တွေဆက်ပြန်နေပြီးတော့ channel လေးကိုပဲတစ်ချက်ဝင်ရပါမယ်ဗျအဲ့မှာ feature 3ခုရှိပါတယ်ဗျ standard feature ကတော့ channel ထောင်လိုက်ပြီဆိုတာနဲ့ဖြစ်ပြီးသားပါဗျဒီ intermediate feature ကျွန်တော်ခုနအရှေ့ပိုင်းမှာပြောခဲ့သလိုပဲ15မိနစ်ထပ်ဗီဒီယိုတင်လို့ရမယ် thumbnail တွေတိုက်တာလုပ်လို့ရမယ် live streaming လုပ်လို့ရမယ်အဲ့ဒါကတော့ကျွန်တော်တို့ verify လုပ်မှရပါမယ်ဗျဒီ verify လုပ်တဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံကိုတော့ခွင့်ပြုပါသေးတယ်ဗျအဲ့ verify လုပ်တဲ့နေရာအရေးကြီးတာပါဗျဒီ content creator များသောအဖြစ်ကအဲ့ဒါကိုဘယ်လိုလုပ်အောင်လဲဆိုတာမှပြောပြကြဘူးတချို့ကလည်းပြောပြတယ်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ operator စင်ကတ်အကုန်လုံးနဲ့မရပါဘူးဗျကျွန်တော်မြန်မာကိုရွေးလိုက်ပါမယ်ဗျမြန်မာဘာမှတွေ့ပြီဆိုရင်လည်းလုပ်လို့ရပါတယ်ဗျဒါပေမဲ့ဒီနေရာမှာတစ်ခုပြောချင်တာကသူများတွေကတော့ Oridu ရဲ့ Mindday ရဲ့နဲ့လုပ်လို့ရတယ်လို့ပြောထားပါတယ်ဗျဒါပေမဲ့ကျွန်တော်အနေနဲ့ကျွန်တော်အကုန်လုံးစမ်းကြည့်ပြီးတော့ Mindday ကတ်နဲ့ပဲရပါတယ်ခင်ဗျ Mindday ကတ်နဲ့လုံးမှကျွန်တော်တို့ကုတ်ကြပါတယ်ခင်ဗျအဲ့ကုတ်ကြလို့ရှိရင်ဒီနေရာလေးမှာရိုက်ထည့်လိုက်လို့ရှိရင်ရပါပြီဗျအဲ့ဒါဆိုရင် verify အစိမ်းအောင်လေးဖြစ်သွားပါလိမ့်မယ်ကျွန်တော်ကတော့ account လုပ်ပြီးသားဖြစ်တဲ့အတွက်ထပ်မပြရပါခင်ဗျအဲ့ဒါပြီးသွားရင်ဒီအောက်က3 advanced feature ဆိုတာတော့နောက်2ပတ်လောက်နေ
ဖွင့်သွားပါလိမ့်မယ်ဗျအားလုံးပဲဒီဗီဒီယိုကြည့်ပြီးတော့ verify လုပ်လို့ရလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျ see you ပါ